အင်္ဂုလိမာလာတော့ကြားဖို့ထင်တယ်ဟုတ်ကလားဗျတတ်ကြဘူးပါဗျသူကန်တို့ကောသလအတိုင်းခေါ်မှာပေါ့လေဒါဥထိဒီလိုပြောအောင်ပါပါအဲ့ဒီကကောသလမင်းကြီးရဲ့အကြံဘေးခေါ်မှာပေါ့ဗျာခုခေတ်တော့အိမ်တော့ဘရောဟိတ်ပေါ့သူဇနီးကမွေးတာသူမွေးတဲ့ချိန်ကြတော့တို့ဟိုဘက်ကလက်နဲ့တိုက်ဒီမှာရှိတဲ့ခေယမိကြောက်တွေအကုန်ပေါက်ကွဲကုန်အဲ့ဒီပေါက်ကွဲတဲ့အတွက်သူ့ကိုအဲ့ဒီပုဗ္ဗနမိတ်ကိုအဆွဲပြုပြီးဟိန္ဒကဆိုနာမည်မဲ့တာသူ့နာမည်ဟိန္ဒကအင်္ဂုလိမာလာမဟုတ်မွေးရင်းနာမည်ဟုတ်ကလားဗျအဲ့ဒါနဲ့ကြီးတဲ့ကာလကြတော့တို့ရှေးထုံးတန်ကတော့ကွယ်ဒီပရောဟိတ်အဖေးပေးရင်ပရောဟိတ်သားကပရောဟိတ်ဖြစ်ရမှာမဟုတ်ဘူးလားအဲ့တော့သူ့ကိုတက္ကသိုလ်ဒေတာပါမောက္ခဆရာစီကိုတွားဖို့ဟုတ်ကလားပညာသွားတယ်အဲ့တော့တော့သူကဥပတိယုတ်ကလည်းထောင်တော်မောမောအကောင်းဟုတ်ကလားအဲ့တော့သူဒေတာပါမောက္ခဆရာကြီးကဥပတိယုတ်ကလေးရတဲ့တပြီးတော့တပည့်ဝတ္တရားလည်းကြည်ပြင်းဟုတ်ကလားဗျအဲ့တော့သူ့အိမ်မှာသူ့ကိုဝေယဝိသလို့ထားပေးတယ်ဟုတ်ကလားဗျပြီးတော့လာသမျှကျောင်းသားတွေကျောင်းသားတွေလာရင်လေသူကကျောင်းသားကောင်းဆောင်ခေါ်ရမှာပေါ့လေဟုတ်ကလားသူပဲခရီးဥကြုပ်ပြရတယ်သူပဲနေရာချထားပေးရတယ်သူပဲဆက်ထားရတယ်အဲ့တော့သူဖေယာကြီးရဲ့အားကိုးရဆုံးတပည့်ခေါ်ဖြစ်မလားနော်အေးဗျအဲ့တော့တရက်တော့အဲ့ဒီဟိန္ဒကနဲ့ဒေတာမမောက္ခဆရာကတော်နဲ့ထမင်းစားကြထမင်းစားတော့ဒေတာပမောက္ခကတော်ကြီးရတယ်သူသားလို့ချစ်တော့ဟင်းလေးကိုရောက်စားတွေ့ဟိုကလည်းအမေလိုချစ်တော့မသားရဘူးဒါအမေသားအဲ့လိုအပြန်လှန်ကျွေးနေတယ်ဟုတ်ကလားဗျလူရင်းပြောကြပါစို့အဲ့တော့ဟိုကပမောက္ခဆရာကြီးလာတော့အထင်မှားသွားတယ်သူတို့ကလူနေတယ်ကြည်သေးနေတယ်ပေါ့ဗျဟင်ဟုတ်ကလားဗျအဲ့တော့ဒီကောင်ဒီတိုင်းတော့ထားလို့မရှိဘူးပေါ့အဲ့တော့သူတတ်မှာဟုတ်ကလားလူမိုက်တတ်တာမကြောက်နဲ့ဓာကြီးထွက်ပြီးတတ်ဓာကြီးကင်တတ်မှာတယ်ဟင်လူလိမ္မာတိုင်ကြောက်ဖို့သာပြင်ဟုတ်ကလားဗျအဲ့တော့သူတပည့်တတ်ချင်တော့ဘာလို့တော့ဟုတ်ကလားတပည့်ကြီးငါတို့မသေးတဲ့ဖေးဖို့ချင်တော့ကွာဟုတ်ကလားအဲ့ဒီမသေးတဲ့ဖေးကလည်းပဲယောက်ျားလက်ညှိုး1000ရမှအောင်မယ်ကွာဖေးစီရမှာဟုတ်ကလားရည်ရွယ်ချက်ကတော့ယောက်ျားတွေလိုက်ချရင်ယောက်ျားရင်တတ်ဒီကောင်သေးပေါ့ဗျာဟိလူလိမ္မာတတ်ခေါ်တယ်ဒါမပါတော့တတ်နည်းထင်တယ်ဟိဓာနဲ့တတ်တာလားစကားနဲ့တတ်တာလားစကားနဲ့တတ်ပါဟုတ်ကလားဗျာအဲ့တော့ဟိုကလည်းဆရာအပေါ်ကိုယုံကြီးယုံကြည်နေတဲ့တပည့်ဖြစ်တော့သူခိုင်းတာကိုဝန်ခံလိုက်တယ်